the case that I've talked about မတင်ပါဘူးအကိုတင်ထားတဲ့ဟာညီမလေးကိုဟိုကောင်ညီမလေးအကိုဖုန်းနှစ်ခေါက်ဆက်တယ်လေညီမလေးနဲ့အကိုနဲ့ကြားကြီးပြောပြီးနောက်ပိုင်းမှာနှစ်ခေါက်ထပ်ရတယ်ပထမတစ်ခေါက်မှာဟိုကောင်ဘေးမှာရှိပြီးညီမလေးကိုပြောခိုင်းတဲ့အချိန်မှာဆွဲလာရန်လာဖြစ်တဲ့ဗီဒီယိုအဲ့အတန်ရဲ့ဒုတိယတစ်ခေါက်ကညီမလေးအကိုမေးရလေညီမလေးရဲ့ဖုန်းနံပါတ်ကိုအကိုပြောမိတာဆိုတော့ညီမလေးကိုအကိုပြောမိသွားဘာလို့ဆိုအဲ့ချိန်မှာဆွဲလာရန်လာဖြစ်တော့အကိုလည်းပြောမိသွားတာဗောဘာလို့ဆိုညီမလေးကိုဆက်လို့မှမရအဲ့တော့အဲ့နှစ်ခုပါပဲကျန်တာဘာမှမရှိပါဘူးเนาะညီမလေးเนาะဟိုအဲ့ဒါမသိဘူးအမေကအဲ့လေဟိုပထမခေါက်ကဟိုပြောထားတဲ့ဥစ္စာရောမရှိညီမလေးအဲ့ဒါကြောင့်ညီမလေးအဲ့တော့အဲ့ဒါရအကိုအေးစေးအကိုသိချင်တာအဲ့မစ္စတာမင်းကိုလည်းပြောပါเนาะဟိုဖြစ်တာဖြစ်ပြီးသွားပြီเนาะ the only way is that I want you back in Myanmar that's it so အဲ့ဒါဘရော့လုပ်ပေးမှလဲ तू အဲ့ဒါကိုမလုပ်ပေးဘဲနဲ့ तू ကြာလေအကိုပြောတာရှင်းနေ तू အတွက်ကောင်းမှာမဟုတ်ဘူး I already make some calls ညီမလေးထင်တဲ့လူတွေညီမလေးဘက်ကို support မလုပ်ဘူးလို့ထင်တဲ့လူအကုန်လုံးကညီမလေးဘက်မှာရှိရယ်เนาะအဲ့တော့ तू အကိုပြောချင်တာဒါပဲညီမအခုဗမာလဲဆို तू ပြောလို့မရအောင်လေဘေးမှာဟိုကောင်ရှိရလေဟိုကောင် speaker ဖွင့်ပြီးနားထောင်နေပိုင်းလာကြောင်းနေအဲ့တော့ဒီကောင်ကညီမလေးပြောရမှာဒါပဲဖြစ်တာဖြစ်ပြီးသွားပြီအဲ့တော့ငါညီမကိုအကိုမြန်မာပြည်မှာလိုချင်တယ်နော်ဒီကောင်အဖေအမေလည်းတည်ပြီးသွားပြီနော်အကိုဒီကောင် passport တွေလည်းအကိုလက်ထဲမှာရှိတယ်ဒီကောင်မှတ်ပုံတွေလည်းအကိုလက်ထဲမှာရှိတယ်အဲ့တော့အကိုလိုချင်တာဒီငါညီမကို I want you back to our country safely ကျန်တဲ့ကိစ္စညီမရောက်ပြီးပြီဆိုရင်သူ့ကိုလည်းညီမ10ရက်တိတိအမှုမဖွင့်ဘူးအကိုလည်းဘာမှမလုပ်ဘူး तू သွားချင်တဲ့နေရာ तू သွားလို့ရတယ်နော်အဲ့ဒါသူ့ရဲ့ only option ကဒါပဲအဲ့တော့ငါညီမကိုအဲ့ဒါကိုလက်ပါခြေပါလုပ်တယ်ဆိုရင်ဟိုဖြစ်မှာမဟုတ်ဘူးသူကောင်းလည်းပြောမှာမဟုတ်ဘူးသူကောင်းပေးရပဲတင်ပြောလိုက်လေညီမလေးကဘာပြောချင်သေးလဲဘာမှမပြောချင်ဘူးကိုကလေပေါ်တော့ဒီနေ့ပြန်ဖို့တော့လောက်ခိုင်းထားတဲ့ကိုပေါ့မဟုတ်ညီမလေးဒီနေ့ပြန်မရောက်လာဘူးဆိုမိုးမီအကြီးအကျယ်လောင်လိုက်မယ်အဲ့ဒါတော့အဲ့ကောင်ကလားကိုသိအောင်ပြောလိုက်နော်ငါတို့မြန်မာနိုင်ငံကလူတွေအကုန်လုံးနင်းထင်းသလိုမဟုတ်ဘူးဟုတ်ပြီလားညီမလေးနော်We all with you အဲ့တော့အမေကြီးကိုလည်းရှင်းပြလိုက် We are all with your mother okay ဘာမှမဖြစ်ဘူးနော် it's fine okay အဲ့တော့အမေကိုလည်းပြပြလိုက်အကိုတင်ထားတာဒီညီမကိုဒီမင်းကဘေးမှာထိုင်ဖုန်းလူးတဲ့ဟာနဲ့ဒုတိယတစ်ခေါက်ပြောတဲ့ဟာလေကျန်တာအကိုဘာမှတင်ထားတာမရှိပါဘူးနော်ညီမလေးစိတ်ချဟုတ်ကဲ့အကိုဟိုအားကြောင့်အမေကလေအကြီးကြီးလာပြောတော့အကုန်လုံးနေရှက်ကွဲပြီးလဲဆိုအဲ့ဒါရောတင်တာလားပေါ့ Don't worry ဘာမှအရှက်ကွဲစရာမရှိဘူးညီမလေး you need to number 1 you need to come back to our country အဲ့ကောင်လည်းကလားလည်းပြောပါဒီနေ့မရောက်ဘူးဆိုရင်ငါတို့ရှီကလူတွေဒီကောင်ရှီလိုက်လာမှာလို့နော်နော် if he wants to test the power of Myanmar people then I dare him okay ညီမလေးအခုစားသွားလားအဆင်ပြေလားဘာထိခိုက်မှုဘာညာရှိလားအဲ့လိုတော့မရှိဘူးကိုဘာလဲဒီဟွာကဘာလဲ flight ကမနက်ပိုင်းနေမရှိလို့ဆိုလား yeah 2 နာရီရှိရလေအကိုလည်းလေ့လာပြီးသွားပြီ2 နာရီ flight ရှိတယ် right ဒီကောင်အဲ့လိုဖုန်းကိုကင်နေဖုန်းကိုချတယ်ဒီကောင်စောက်ယူတရောင်းသားကလားကွာအမေကောင်မလေးတနာပါရကွာဟိုကောင်ပြန်မပို့ချင်ဘူးလေပြန်မပို့ချင်လို့မရအောင်ငါတို့မြန်မာတွေဟဲ့အောင်မင်းတို့လာဖမ်းပါခွေးတရောင်းသား Okay hotel နာမည်က Mandarin Oriental Hotel တဲ့အဲ့တော့မလေးရှားမှာရှိတဲ့လူတွေအကုန်လုံး Mandarin Oriental Hotel လို့ဖုန်းဆက်ပေးပါဆက်ပြီးတော့ဆူရှာနိုင်ဟာလားကောင်းမလေးနာမည်ပို့ပြီလားပို့ပြီဦးမီပို့ထားတယ်ဒီမှာ Mandarin Oriental Hotel သူကလို့တိကျသိမှာလဲ तू ကအတိအကျသိအောင်မင်းကသူ့ရဲ့ STD ဆိုတဲ့ယောဂကနိုဆွဲအောင်ရှိတဲ့ဘန်ကောက်ကောင်မလေးကိုပြောထားတဲ့ပထရီရှာအောင်မင်းပေါ်ဟိုတယ်မှာထားထားရဆိုတော့ကောင်မလေးကသိရမင်းသတောင်းသားပထရီရှာမလေးရှာမှာရှိချင်မှာအဲ့ဒီသူယောဂပေးထားကောင်မလေးကိုလည်းထိုင်းမှာလာတွေ့ဟိုကောင်မလေးကယောဂရှိရင်နင်းနဲ့ကလုံးဝမတွေ့ဘူးပြန်လွတ်လိုက်တဲ့အပေါ်မှာမင်းကမလေးရှာပြန်ရောက်သွားတယ်အဲ့တော့အဲ့ကောင်မလေးကပြောတာဒါရောမသိစေချင်တာလားဒီလိုမျိုးဖြစ်နေတာသူ့မင်းကဒါရောမသိစေဒါကတော့ရှက်တာပေါ့သမီးရှင်ဆိုတော့နင်းတော့စောက်ရှက်ကွဲပြီဆိုပြီးပြောတယ်ဒါပေမဲ့ငါတင်ထားတာတစ်ခုမှမရှိကျွန်တော်တင်ထားတာ2ခုပဲရှိရနော်ဒါသူ့လည်းကျွန်တော်ရှင်းပြပြီးသွားပြီကျွန်တော်မတင်ထားဘူးကျွန်တော်တို့အောက်တန်းသားမဟုတ်ဘူးနော်ဒါပေမဲ့ဒီမှာ Mandarin Oriental Hotel တဲ့အဲ့မှာရှိတယ်တဲ့တေချာဝါကြီး confirm ဒါကျွန်တော်တငယ်ချင်းကနေသိတာနော်ဒါ Patricia ပြပြရမှာမဟုတ် Patricia ဟိုကောင်မပေးပြောကိုမေကိုလို့မင်းကြည့်နေလဲကြည့်လိုက်ဟဲ့ကြည့်ထားရအောင်နော်မင်းကွာမင်းငါတို့ဗမာတွေဘာထင်နေလဲဟမ်မင်းဖုန်းကိုကင်လိုက်နင်းပေးပြောလိုက်ပြန်သိမ်းလိုက်ကွာမင်းဘာထင်နေရလဲဘာလုပ်ချင်နေရလဲကလား I want our sister back မင်းကောင်မလေးဖုန်းပြန်သိမ်းလိုက်ဖုန်းပိတ်လိုက်ဟိုဘက်ကနေကျွန်တော် live ကြည့်လိုက်အိုးဟဲ့နင်းဟာ live ထဲမှာပါနေရအဲ့လိုလား
ဟေ့အောင်မင်းမပြောတော့ပါအမားလုပ်တယ်ဆိုဘာဖြစ်တယ်အကောင်လုံးပါအောင်တမိုင်းပါပြီလေမင်းထောင်ထဲမှာနေလေခလေးတော်မင်းမွေးဖို့မရှိဘူးလားခွေးတခိုးသူများသားသမီးကိုမမရရန်ရေရုံမအခန်းထဲမှာပိတ်ပြီးအခုဖုန်းသိမ်းသွားအခုမှကောင်မလေးဖုန်းပြန်ရတယ်တဲ့သူခင်ဗျာကြောက်ကြောက်နဲ့ဖုန်းဆက်တယ်သူ့အမေကပြောနေတယ်ဘောဆိုအဲ့ဒါကိုပြောကြတယ်ခင်ဗျားတို့ကဝိုင်းပြီးကလားနဲ့ပတ်သက်တယ်ကလားနဲ့ပတ်သက်တယ်ကလားနဲ့ तू ကအဲ့ဒါကိုကြောက်လို့ဓာကြီးဖြစ်နေတာကြားလာပြီအဲ့ဒါကိုကြောက်လို့ तू ကအခုထိမပြောရဲပဲနဲ့တိမ့်ထားခင်ဗျားတို့အားလုံးကကလားနဲ့ပတ်သက်ခဲ့တာကို तू ကလားနဲ့မပတ်သက်ခဲ့ဘူး तू အရက်တွေအသေးတောက်ပြီးဟိုတယ်တွေကိုကလားအလင်းခေါ်သွားပြီးဟိုတယ်ထဲမှာကလားမရင်းကျင်တာခံလိုက်ရရင်လည်းအော်မထူးပါဘူးလေဆိုပြီးတော့ကလားနဲ့တွဲမိသွားတာ Okay ဒါပေမဲ့ခင်ဗျားတို့အားလုံးကကလားနဲ့ပတ်သက်တဲ့ကောင်မကလားနဲ့အဲ့လို तू အဲ့လိုမျိုးပြောတော့အဲ့ဒါကြီးအကုန်လုံး तू ကရှက်လို့အခုလဲသူ့အမေကရှက်လို့ဒီလောက်သူ့သမီးကိုဟိုကလားအဲ့မှာဒီလောက်လုံနေတာကိုသိရအောင်မအမေကရှက်တော့နေတော့သွားပါပြီဆိုပြီးပြောတယ်ကျွန်တော်အားလုံးသူ့ support လုပ်အောင်မှာသူ့ကိုချစ်တယ်ချစ်ရမှာသူ့အားလုံးကျွန်တော်မေတ္တာထားရမှာ you know ခဏအဲ့မှာရှိဟာလေသူ့ပဲလားဘယ်သူကသူ့ပဲ we need to support her နော်မြန်မာတနိုင်ငံလုံးသူနဲ့ရှိရဲဆိုတာတတ်သိပြရမှာရှိမှ celebrity တွေရှိသမျှလူအကုန်ကျွန်တော်ပြခင်ဗျားတို့ရှိမှနဲ့ဖုန်းလာခင်ဗျားတို့ရှိမှနဲ့ပြောပြရတယ်ခင်ဗျားတို့ရှိမှနဲ့ဖုန်းအတင်းဟိုကောင်ချလိုက်တယ်ဒီထက်ရှင်းတာမရှိတော့ဟုတ်တယ်နော်ဒါ screen record လုပ်တဲ့လူတွေတယောက်လောက်ရှိခဲ့လားအခုန conversation လေးကိုလေကျွန်တော်မှအဲ့လိုလူတွေမရှိလို့ရှိလားရှင်း yes လေးပဲမှတ်ပြီပါဗျာဘာမှမဖြစ်ရှိလား အဲ့ဆိုရှိရနေ နင် record လုပ်တာOkay thank you ကျေးဇူးတင်ပါတယ်နော် spread the word okay ကောင်းပါလိဘလို့နေနေရလည်းမသိဘူး ပြောတဲ့ပုံစံအရဆိုသူ့အမေကဘာမှမလုပ်ဘူးလားစိတ်မပူလားငါတို့တခုတင်လိုက်မှာမဟုတ်ဘူးလေသူ့အမေကစိတ်မပူတာမဟုတ်ဘူးလေမဟုတ်ဘူးလေကလားတနတ်ထောက်ပြီးတော့နင်းအမေစိတ်ပူနေတယ်ဟိုကောင်တင်တဲ့ဟာတွေဖြတ်ခိုင်းဒါပဲပေါ့အမလေးကလားရေမင်းကလည်းဟဲ့ငါလည်းကလားလေဒီမှာငါလည်းမျက်ခုံးမွေးထူတယ်ကလားလေမင်းတက်ခွာတာငါပညာတတ်တယ်သူများသားသမီးအောက်တန်းမကြောက်မရိမကျင်မယုံပါဘူးသူများသားသမီးငါဘယ်တော့မှမရှိခဲ့ဘူးအဲ့တော့မင်းကွာဒါရှင်းရှင်းလေးဟိုကောင်တန်းထောက်တယ်အမေကိုဘယ်လိုစဉ်းစားအမေကအချက်ကွဲလို့ပြောလို့နင်းအဲ့လိုပြောအရှင်းကြီးကွာမထင်ဘူးလားအဲ့လိုမထင်ဘူးလားကြီးတဲ့လူတွေဟမ်သူများသားသမီးကိုကွာရဲဆက်ဆက်ကွာအခန်းထဲမှာပိတ်တာအခုဖုန်းပြန်သိမ်းသွားပြီအခုဖုန်းပြန်သိမ်းသွားပြီအခုနေချလိုက်ရတယ်သူခင်ဗျာဘာဘယ်ဟိုတယ်လေးပဲမေးဖို့ပဲရှိသေးဖုန်းချလိုက်ရတယ်ခွေးတောင်ကဟိုတယ်နာမည်ကတွေ့ရပြီသိရပြီ Mandarin Oriental Hotel တဲ့ Mandarin Oriental Hotels from Malaysia သိကြနော်အော်တွားတတ်တယ်လို့တော့မရဘူး Patricia ရဲ့ဟိုဟာဘာညာရှိရလဲရတယ်နော်ဒီကောင်က Patricia တော့အခုဒီကောင်မလေးပြောပေါ်ရဒီကောင်တွဲဒီလိုဖြစ်တဲ့ကြောင်ရင်မွေးနှဘူးလောက်ဝယ်ပေးရဆိုတော့ဒီကောင် Canjus ကလာငါ Mandarin ပြောတဲ့ hotel ကိုငါ check out လုပ်လိုက်တာတရက်ဒေါ်လာ300ရှိတယ်Now, I said, "I be over so the guy he just she already told me everything. Teacher, I don't remember again to a Patricia, you see, when my hope who go to an hour, una phone out, go to an hour, like when you be near. Pono, and to Malaysia and Europe. No, a colonel, why me low with Java? A leading on a phone tire, Calabulu Lelo, to Patricia, our phone lines are kind of a meal, Yamana Guna pure content, and Yamana Guna personally pure, I could do Piazza, Halo. Yama, phone salajama, I can't be an in Yama, Jinyo, a damn kind of video in Nakube, a good in her, Jana, a good in her, the Kuma machine, all my debate in her, a good content in a beauty by charging a little how done out in a mulam, how no, to pure chain, pure. Yama be hot them a little maybe where she did, who drowned our phone before them piano below like. ဟုတ်တယ်မေးတော့လေသူမပြောဘူးလေဟိုကောင်ဘေးမှာလည်းရွှေရဲဘယ်လိုပြောရဲမလဲနင်းလို့မဟုတ်လေငါပြန်လုပ်လို့ရဟိုသူကပြန်လုပ်လို့မရဟိုကလာတကယ်တီးရကလာဆိုဘယ်လိုလုပ်တိတ်သွားမှာပေါ့နော်အခုကဘယ်လိုလုပ်မလဲတော့မသိဘယ်လိုရှောင်းမလဲ she's also not stupid မရှောင်းမို့သူပြောနေရှင်းရှင်းလေးလေအခုချိန်သူတယောက်တည်းမဟုတ်ဘူးဆိုတော့ပြောနေတော့လေအခုနားထိကတော့သူကိုယ်တိုင်ပဲပြောတာဒီမှာ live ကလူတွေကြားတယ်သူကိုယ်တိုင်ပဲသူဖုန်းကိုတင်ထားတယ်တဲ့နော်အဲ့တော့ဟဲ့မင်းမလွတ်ဘူးငါပြောရှင်ငါတို့ရှီငါတို့မြန်မာမင်းကလေးကိုမင်းမြန်မာပြည်ပြန်ပို့ပြီးတော့မင်း
အခုထိရှာထားပတ်စံနေနဲ့မင်းတနေရမှာထိုင်းတို့ဘာလို့ဒိုးပြေးပုံးလိုက် ရှိရလို့ပြောတယ်ဒီနေ့ ဟိုကောင်မလေးအဲ့တော့ဒီနေ့ flight ရှိရလို့တော့ပြောတယ်ပြဿနာဒီနေ့ flight မရလို့ဆိုရင်မပို့ဘူးဆိုပုံစံမျိုးကိုကလားဖမ်းနေတာနားလေလားအဲ့မျိုးဒီကောင်မလေးကငါ့ကိုဖုန်းဆက်ပြီးတော့အားလုံးရှင်းမှာ flight မရလို့ဆိုတဲ့ပုံစံမျိုးပြောတယ်ကလေးကစားလာပြောတယ်ငါပြောလိုက်တယ်နေ့လယ်2 နာရီ flight ရှိတာငါသိတယ်လို့အဲ့တော့နေ့လယ်2 နာရီ flight နဲ့လာခဲ့ပါညီမလေးလို့ပြောလိုက်တယ်နော်နေမရောက်လာဘူးဆိုတော့အဲ့ကလောက်လည်းပြောလိုက်ပြဿနာပို့ဆိုးဖို့ပဲရှိတယ်လို့ငါတို့မြန်မာတွေတီးခံမှုမရှိဘူးလို့အဲ့လိုပဲမလေးရှားမှာလည်းမြန်မာတွေရှိတယ်လို့သူလည်းစတာလိုက်ကောင်ဟုတ်တယ် it's not okay နော်ပြီးတော့အင်ဂျင်မာလေးကိုလည်းပြောပြလိုက်ဘာဖြစ် Patricia အခုလိုမျိုးဖြစ်တယ်ဆို Sophia Everest အောက်ကငါအခုတက်ပြောမှာ if Sophia Everest doesn't stand up then we're going to fucking blame the Sophia Everest သူလည်းပြောပြမယ်မင်းဆိုတဲ့အောက်တန်းသားသူလက်ပါခဲ့တာခြေပါခဲ့တာအကုန်လုံးသူပြောပြရဘလို့မိုက်ရိုင်းနဲ့အောက်တန်းသားကလားပါဆိုတာပြောပြမယ်ကလားနဲ့တွေ့တာရှက်နေလို့ဆိုပြီးကလားခွေးလို့နောက်နှိပ်ဆက်တာကလားခံခဲ့ပြီးတော့ကလားနဲ့တွေ့ခဲ့တာကိုရှက်လို့ဆိုတဲ့ခေါင်းစဉ်အောက်မှာကလားနဲ့တွေ့ရင်ဗမာတွေဝိုင်းဆဲမှာကြောက်လို့ဆိုတဲ့ခေါင်းစဉ်အောက်မှာကလားနဲ့တွေ့တာကိုဟိုကလားမိုက်ရိုင်းနိုင်ကလားနှိပ်ဆက်တာတွေကိုမပြောရဲစရာအကြောင်းမရှိဘူးနော် No. Because the girl told me everything. So the guy looked me. Yeah, she told me everything, and then I think he found out. So he wanted to know what they are, but he didn't know exactly. အဲ့လိုဆိုတော့တွားလူတွေကဟိုတယ်ထဲဝင်လို့မရဘူးလို့ပြောတယ် I don't know but Malaysian government တိဖို့လို့ရဲတွေအကုန်လုံးဖုန်းဆက်ဖို့လို့အခုတော့လည်း main passport ရပြီကျွန်တော် comment တော့မှန်ထားတယ်ကျွန်တော် my day မှာလည်းတင်ထားတယ် Facebook my day TikTok ကဖြတ်ပြတော့အဲ့ဒါအကုန်လုံးကြည့်ပြီးတော့ main passport ကိုအားလုံး one share ပြီးတော့ Malaysian government တိအောင်လုပ်ပြီးတော့ we have to take an actions ဒီကောင်မလေးကိုမင်းနဲ့တူတူထားထားရင်တော့ဒီကောင်မလေးကအခုတော့ဘယ်လောက်ကြောက်နေလဲဆိုအမှန်တိုင်းမပြောရတော့ဒီကောင်မလေးကိုမင်းနဲ့ကျွန်တော်နိုင်ငံကျွန်တော်ခေါ်ပြီးမှပဲသူ့ကိုမေးစရာမြန်းစရာရှိတာအကုန်လုံးအမှန်တိုင်းပြောဖို့လိုတယ်နော်အဲ့တော့အခုကတော့ဒါပဲပေါ့သူ့အမေပြောတာနဲ့ပြီးတော့ဒီကောင်ဘေးကပြောပြီးနေအမေပြောတယ် post တွေဖြတ်ခိုင်းပေါ့ဟာတိလားငါပြတော့ပေါ့လားငါတို့အချက်ကွဲနေပြီဆိုရင်ကလားကလာရိုက်တယ်ကလားကလာပြီတော်တော်ယုံပါရဲ့ဟာဒါကြီးကြာနေရလဲပဲ့တာပေါ့အဲ့တော့ငါအခုမတ်ဆိုဖီယာ Everest အောက်ကိုတတ်မှန်းလိုက်မယ် if you don't stand up for ဟိုပါလဲဟိုဘယ်လိုလဲအခုဒီကောင်ကဆိုဖီယာ Everest တော့လည်းအဲ့လိုပြောတယ် depression ဆေးတွေပဲတောက်ပြီးတော့အဲ့လိုဆိုပြီးတော့အဲ့လိုပြောတယ်အဲ့တော့ဆေးတွေတောက်ပြီးရိုက်တယ်နှက်တယ်လည်းပြောတယ်ဆိုဖီယာအဲ့တော့ if အခုဆိုဖီယာ Everest ကမိမချင်းကိုချင်းစားပြီးတော့ဒီဘယ်လိုလဲဒီ Patricia ဘက်ကသူလည်းမလေးရှားမှာရှိတဲ့အတွက်အခုချိန်မှာမင်းအကြောင်းသိရလဲ तू ကအတီဆုံးဖြစ်တဲ့ तू ကရက်တီပေးပြီးတော့ तू ကဟိုဒီကောင်မလေးကိုခေါ်လာပေးရင်တော့ပို့အဆင်ပြေတာပေါ့ဟာသိရမလားအခုကတော့နေ Sophia Everest နဲ့တည့်ရလူတရားရောက်ပြောပြီးတော့ Sophia Everest ကိုဖုန်းဆက်ပြီးတော့အဲ့ဒါလေးတစ်ချက်ကူညီပေးပါလို့ပြောပေးပါလားဟာလူတိုင်းသိနေဆို Sophia Everest ကိုတစ်ချက်တော့ပြောပေးပါငါအနေနဲ့ comment ကြီးငါအဲ့လိုကြီးမမှန်ရင်ငါနာမည်တရားပြောပေးပါ Sophia Everest အဲ့ TikTok အကောင့်အောင်မှာသွားပြီးတော့ help ဘယ်လိုလဲအကောင့်မှာငါအဲ့ကောင်လည်းငါနာမည်အောင်မသိ help Patricia ဆိုပြီးတော့တစ်ချက် Sophia Everest အောက်မှာတစ်ချက်တော့မှန်ပေးပါဟာမဟုတ်နင်သိရလူကလားတရားကိုတော့ပြောပြီးတော့ Sophia Everest နဲ့သိရလူရောင်းဝသိရလူတရားကိုလည်းသွားပြီးဖုန်းဆက်ပြီးတော့ပြောပေးပါအော်ငါသိပြီ okay တက်တာရတက်တာကိုနိုင်ဝမ်းကိုနိုင်ဝမ်းခုနပုတ်ထူနေမသိကိုမကန်ဘူးမရသူမကန်ဘူးလို့ပုတ်တူလို့လိုင်းတာကိုကြီးတို့သိလားအကုန်လုံးရှိသမျှတတိုင်းနေပြီလုံးကဟိုအကုန်လုံးอ่ะ we have to stand up for our girl နားလဲလားဟိုမမိုးရောကိုစိုးလွင်ရောအကုန်လုံး every one of us နားလေလားကိုပြဿနာအကြီးကျယ်တက်နေဟိုမလေးရှား Ismin ဆိုတဲ့ကလားဟာ Patricia ကိုဖမ်းပြီးတော့ဟိုဗျာအဲ့လိုမျိုးဗျာဟိုဘယ်တော့ပါလဲဟိုဗျာဟိုအတင်းတက်ပြီးတော့မရင်းချင်းလိုက်တယ်ကိုရကျင့်ပြီးတော့အခုဒီကောင်မလေးအဲ့ကိစ္စမှာကျွန်တော်အခုကြီးလာပြောအဲ့ဒီကောင်အဲ့ဒါပြီးပါဒီကောင်မလေးဒီနေ့ပြန်တဲ့ကိစ္စမပေးပြန်မယ်ဒီကောင်မလေးကိုအခန်းထဲမှာရိုင်းခံခန်းတာမလေးရှားမှာအဲ့ Patricia မလေးရှားမှာ contact ရိုင်းနေတယ်ပါတယ်ပါအောင်လေဗျာအဲ့တော့ဘာလို့ဒီကအတင်းတက်ပြီးတော့ဒီကအတင်းတက်ဖိုင်တို့ထိုးလိုက်တော့ဟိုဘာလို့ပေးရတယ်ဆိုတော့သူလည်းတွေ့တယ်ကလည်းဒီကောင်လေးအစားနဲ့ကိစ္စတော့ဒီကဒီကောင်မီတို့လောတွေ့တယ်အဲ့တော့ဘာလို့ထူးအောင်လို့ဆိုပြီးဖြစ်နေအခုကျတော့ဒီကောင်ကကျွန်တော်လေးကတူတူနေတယ်ကျွန်တော်
ပြောလိုက်တယ်ကျွန်တော်သိနေပြီးတော့အဲ့တော့ဟိုဒီတိုင်းတော့ခါတာတော့ဖုန်းနေတာတော့တင်းနေတယ်ဟိုလောက်ပြောနေတာဘလုံးအခုကဘလို့ကိုကြီးလန်သွားပြီဟောက်ခဲ့ပြီးတော့အဲ့ဒီကောင်ဘလုံးကဖြီလို့မရတယ်ကောင်ကကောင်မလေးကိုရန်ကုန်နဲ့ဒီနေ့ပြန်มาပို့အဲ့ပုံမှန်တော့အဲ့ကျွန်တော်ဘလို့ကိုတည့်ရလူတယောက်အနေနဲ့ပြင်ပြီးတော့ဟုတ်တယ်ဗမာပြည်ဆိုကျွန်တော်မြန်မာနိုင်ငံအသိအဲ့လိုလုပ်တဲ့ဒီပေါ့ပြောနေတာမလေးကကျွန်တော်ဘူးမှမသိဘူးဗျာဟုတ်လို့ပုံမဟုတ်ဆိုရင်တော့ကျွန်တော်ကနောက်တနည်းအားဒီလိုပဲရှိရန်ကုန်ကအခုဒီတိုင်းအရေးပါတယ်လူတရားရောက်လူမှုတင်ရအရေးပါတယ်လူတရားရောက်ကနေပြီးတော့ဥပမာအမျိုးသမီးကျွန်တော်ကအမျိုးသမီးအေးရပါဗျာရန်ကုန်အမျိုးသမီးရန်တော့ကနေသွားပြီးတော့မလေးရှားတိုင်တော့ဟာအီးမေးလ်ပို့လိုက်အလုပ်ဖြစ်တည်တယ်အကုန်တည်တယ်အခု mint ဆိုရဲကောင် online မှာဟိုမြင့်မှန်တက်ပြီးစောက်ကြည့်ဆိုရဲကလားတဲ့ကောင်ရှိတယ်တည်တယ်အခန်းဝင်နေအဲ့ကောင်ခေါ်ပြီး content ရိုက်မယ်လို့ခေါ်ပြီးတော့ content ရိုက်မယ်လို့တစင်းရပြီးကောင်မလေးကို Ferrari ကားပေါ်တင်ပြီးတော့တဲ့ဒီကောင်ကလုံးဝ content မရိုက်တော့ဘူးလူလိုပုံနဲ့ဘာခေါ်ပါပြီးတော့ဗျာအရင်အရင်တိုင်ပြီးတော့မပြောမဆိုတော့ဟိုကလည်းပထမကဘုံဘယ်ရောက်တယ်ကနေရောအတင်းခွာပုတ်လိုက်ထားတော့ဗျာအဲ့တော့ကောင်မလေးကကြောက်လန့်ပြီးတော့ကျွန်တော်ပြောမိပါသူကမနေ့3နိုင်ပဲ4နိုင်ကျွန်တော်ကအခု recording မှာရှိတယ်ဗျာအဲ့ဒါမျိုးကျွန်တော်ကတိုင်းပြီးတည်ဖြစ်ပါတယ်ကို online ရှိတယ်ကိုအကြီးကျယ်ဟော့နေတာဒီတိုင်းမျိုးတော့လန်ထွက်နေဒီ free breakfast ဖြစ်နေအဲ့တော့ကလာဟိုကောင်ကအခုနောက်နေကိုင်းနေမပြောနေ10မိနစ်ကနေကောင်မလေးကဖုန်းဆက်တော့ကြကလာဟိုကောင်ကနေကျွန်တော်က post ကျွန်တော်တင်ထားတာဒီကောင်မလေးကိုဒီကလာရက်တော့ဆွဲလာနေလို့ကောင်မလေးပေါ်နေတဲ့ post နှစ်ခုလောက်ပဲတင်ထားဒီကောင်မလေးကျွန်တော်ပြောရတယ်ကျွန်တော်မတင်ဘူးလို့တင်သူတိုက်ပြီးရှိတယ်လေအဲ့တော့အဲ့ဒါပဲတင်ထားတော့ကောင်မလေးအမေကသူ့ကိုပြောနေတယ်ပေါ့နော်ဒီချက်တော့တွေးပြီးပဲမလေးလို့အချက်တွေးတာကနံပါတ်1နေဘေးမတိကျမခပဲပြင်ရဖို့လို့ပြီးတော့မြန်မာနိုင်ငံလူတွေကတော့တယောက်မှမပလင်းတော့သူကလည်းဗျာကျွန်တော်တို့ရှက်တယ်ဗျာ celebrity ဆိုတိတယ်ဟိုစောက်ကလာနဲ့နင်းတော့တွေ့လို့ဒီဆောက်ဒရောင်းလာကလာခေါ်လို့သွားလို့နေမှားတာပေါ့တွေ့ပြီဗျာအဲ့မျိုးက negative ပါလေသူမခံနိုင်ဘူးပေါ့ဗျာကောင်မလေးကအဲ့တော့အဲ့နေပြီးအဲ့တော့သူ့နေရာသူ့နေတော့ဒီဆောက်ချက်တော့တော့ပြန်ပြီးဆိုတော့ဒီမှာတိုင်းပြောရင်ကျွန်တော်အားလုံးကဝေးလေးနေထွက်ပြီးဖက်ကြည့်လိုက်ပါကိုတွေ့ရင်နော်ဒီနည်းနည်းလေးကိုဘယ်လိုပုံလေးရမလဲစဉ်းစားပြီးတော့ဟိုကျွန်တော်ရန်ကုန်ကဒီလူမှုပိုင်းရခဲ့တယ်တဲ့ကိုကြီးသိပါတယ်ပိုင်းအလူတွေနဲ့ပဲပေါင်းပြီးတော့ဒါကျွန်တော်အားလုံးနဲ့ကျွန်တော်တော့လည်းကျွန်တော်တဲ့နော်ဒါပေမဲ့လိုရရင်ဒါဒီကောင်လည်းဒါဘာသာနာပါတယ်ဘောလေးပြနော်အဲကျွန်တော်အားလုံးဒီချိန်မှာကျွန်တော်နိုင်ငံပေါင်းပါလေးကိုကလာခေါ်ပြီးတော့မှရိုင်းဟိုဖမ်းပြီးကိုဟိုတယ်ခိုင်းတော့ပိတ်ထားအဲ့တော့ဒီကောင်ပုံစံဒီနေ့ဒီကောင်ဘာလို့ဒီကောင်ဒီနေ့ဒီကောင်မလေးလွတ်လိုက်တာဒီနေ့ရောက်တဲ့ဗီဒီယိုမှာပြောပြီးရသူဘယ်လိုပြောရရင်ဒီကောင်ကဟိုကျွန်တော်တို့ပေါ့ကျွန်တော်ဘာမှဖြစ် civil case ဆိုအဲ့တော့ကျွန်တော်ဘူးမမှန်ဘောဘောအင်တာပို့ပါကိုကလည်းကျွန်တော်ခွင့်နဲ့ပြသွားပြီဒီမရင်းပြသွားအဲ့လိုကြောင့်ဒီကောင်အင်တာပို့ပါညာနဲ့မြန်မာအစိုးရနှောက်လိုက်တယ်မလေးရှားအစိုးရကဒီကောင်တကယ်ပဲကျွန်တော်အင်းစိန်ကြီးပြန်သွားတာဒီကောင်အဲ့တော့ကလာဟိုကောင်မလေးအခန်းထဲထိုင်စဉ်းစားနေဒီကောင်ကဘာဖြစ်နေလဲပြဿနာကျွန်တော်ဖြစ်နေတယ်ကမင်းပြေးနေတယ်ပြေးမင်းမာရီမတိုင်ဆေးရပေးဟုတ်ပတ်စံကယူပြီးဒါပေမဲ့ဒီနေ့တော့ Patricia ရန်ကုန်ပြန်ပို့ပြီးပါဆိုတော့ကျွန်တော်ပြောနေတာကလာပြန်မပို့ကောင်မလေးကိုအခန်းထဲမှာထည့်တာအဲ့ဒါသူနည်းနည်းလေးလောက်ပါဗျာတော့နည်းနည်းအကိုကြီးလည်းဖတ်ကြည့်တာအချမ်းမြင့်အကိုကြီးသူကောင်မလေးအတန်တကနားထောင်အကိုကြီးသဘောပေါက်လိုက်ပြီ She's getting raped right now ကျွန်တော်ဒီနေ့ကျွန်တော်ပြောနေပုံမှန် live နဲ့ဆိုမနေ့ဆောင်းမှာကျွန်တော်တိုင်းမှာပြန်အားအောင်လို့ဖွင့်နေတယ် Patricia ကျွန်တော်ကိုကြီး help ကျွန်တော် live တက်တော့တက်လာကျွန်တော် Patricia နဲ့တနိုင်လောက်စကားပြောတယ်စကားပြောလို့ကျွန်တော်ကျွန်တော်အဆုံးသိပါတယ်ဗျာအဲ့တော့ဘုကလာအဲ့မှာကျွန်တော်တို့ဘောနဲ့လည်းဒီပေါ်ကျွန်တော်သိသွားတယ်ဆိုပြောအောင်ပါဆိုဘောနဲ့လမ်းနေဗျာပြောတာတော့ဘယ်လိုရှိနေလဲတင်တော့တော့လို့တက်တော့အဲ့လိုကအလုံးဟိုဘောကတိတ်တိတ်ပြီးတော့ပြီးတော့ကောင်းလို့မတော်ဘူးဖြစ်နေတာအကိုလောက်ပါဗျာကိုကြီးမေပါညာနဲ့ဘယ်လိုကိုမြင်လို့ရမလဲချက်မင်းကြည့်ပါတကယ်ဖြစ်နေ online မှာကိုတစ်ချက်လေ့လာကြည့်လိုက်တကယ်ကိုဖြစ်နေနော်ဟုတ်ပြီကျေးဇူးပါတကယ်ဆိုရင်ရဲတိုင်လေးသွားတဲ့ Mandarin Hotel Kuala Lumpur Malaysia ခင်ဗျားတို့ကလေ you've never been ဟောမဖြစ်ဘူးတဲ့ socially ခင်ဗျားတို့ you've never been affected ခင်ဗျာ socially ဟောမဖြစ်ဘူးအဲ့လောက်မလွယ်ဘူးလေဒီလား main ကလေးဖြစ်ရ
အဲ့လောက်မလဲဘူးလေ main ကလေးတွေကတိုင်လို့ရတာမရဘူးဒီမှာကောင်မလေးခုံကျွန်တော်ခေါ်လို့မရတော့ဘူးဟဲ့အောင် ismin မင်းကြည့်နေတာငါသိတယ်အခြေစုပြုရေမင်းအဲ့ကောင်မလေးအခန်းထဲထွက်သွားပြီးတော့မင်း team နဲ့မင်းလောက်ဆရာရှိရလို့ငါတို့မင်းသမီးကိုသူ့ passport နဲ့သူပေးလိုက်ငါတို့ရအောင်ခေါ်မယ်ရန်ကုန်ကို just be done with it မင်းနဲ့မင်းဘောမင်း go on with your life okay just let her go ဒါလည်းပြောချင်တယ်ငါတို့မင်းသမီးကိုပေးလွတ်လိုက်ငါတို့မြန်မာနိုင်ငံကောင်မလေးကိုမလွတ်ပေးလိုက်တော့ပြီးသွားပြီနော်ငါလည်းမင်းကိုဘာမှဘာမှဖြစ်ချင်လောလောဆယ်ပေါ့နော်ဆက်ရက်အချိန်ပေးမယ်မဟုတ်ဆိုရင်မင်းဒီကောင်မလေးခေါ်ထားလေမင်းဒီကောင်မလေးဖုန်းမပေးပြောလေလူတွေကပိုစိတ်ပူလာမယ်လူတွေကပိုစိတ်ပူလာလေဒီတဲ့က hot လေပိုများလေနောက်ဆုံး Malaysian government အထိ notice ဖြစ်ပြီးတော့မင်းကို Malaysia government လာဖမ်းပြီးသွားတဲ့အချိန်ကြာရင် you will be done အဲ့ကြရင်မင်းကပတ်စံလည်းမရှိကုမ္ပဏီလည်းမရှိဘာမှမရှိဘဲနဲ့မင်းကထောင်ကြမှာနားလေ okay ဘယ်နိုင်ငံဘယ်နေရာမှာ sexual predators ကိုလက်မခံ you are sexual predators she already told me everything so ငါဟိုသူကနာပြောတယ်သူငါဖုန်းထဲမှာပြောတယ်သူနဲ့ငါနဲ့ personal ပြောတဲ့ဟာတခုမှငါမတင်ဘူးနော်မင်းကောင်မလေးကိုရှောက်မေးမရှောက်ချင်းချောက်နေနေအဲ့ဒါမတင်သေးဘူးလေမင်းက10ရက်အချိန်ပေးမယ်ပြောရလေခွေးတောင်သာမင်းကအခုပဲ message ပို့မင်းလည်းတွေ့ပြီမင်းက10ရက်အချိန်ပေးမယ်ပြောငါမတင်ငါယောက်ျားလေ but let her go မင်းအခုဒီနေ့တော့ငါဒီနေ့ထိပဲမတင်တာနော်မင်းကဒီနေ့ည7:00နာရီဒီညနေမမငါတို့6နောက်ထပ်9နာရီ10နာရီညနေပေါ်ထားပါည9နာရီလောက်မှ Patricia ရန်ကုန်မြို့ပြန်မရောက်ဘူးဆိုရင် Patricia နဲ့ငါနဲ့ပြောထားတဲ့အကြာကြီး1နာရီကျော်လောက်ပြောထားတဲ့ဟာအကုန်လုံးငါတင်ပါနော်နားလေလားငါလုံမှာနော်မင်းက10ရက်တွေပါအထားမထားတော့မဟုတ်လေဗျာမဟုတ်အခုဒီကောင်းလက်ထဲမှာကျွန်တော်ဒီကောင်းမလေးကဒီကောင်းလက်ထဲမှာရှိတော့ကျွန်တော်ဘက်ကလည်းဂတိတီးမယ်အဲ့တော့10ရက်ကျွန်တော်မလုပ်ဘူးဆိုဒီကောင်း10ရက်ဒီကောင်းနိုင်ငံတွေပဲတခြားနိုင်ငံတွေပဲဒီကောင်းပြေးဖို့အချိန်ရမယ်အေး10ရက်ပြီးရင်တော့မင်းဟာအကုန်လုံးငါတို့ပြောမယ်ပြီးရင်မင်းလည်းပြေးမရင်းကောင်မယ်ဟဲ့အခုလည်းမရင်းကောင်မယ်နောက်လည်းမရင်းကောင်မယ်တေးရဲဒီမရင်းကောင်မယ်ဟုတ်တယ်နော်မင်းစောက်ဖို့မပြောနဲ့တော်အဲ့ဒါပြောင်းလို့မရအောင်နော်အဲ့ဒါပြောင်းလို့မရအောင်no rapist is a rapist be why you're a rapist everywhere so အဲ့ဒါပြောင်းလို့မရအောင်အဲ့ဒါပြီးသွားတယ်အဲ့လိုဖြစ်လို့လေ Patricia ငါတို့ညီမလေးဘာမှအထင်သေးသေးငါတို့နိုင်ငံကောင်တွေမရှိဘူး okay အဲ့ခွေးတောင်သားသူ့ကိုဘလို့တွေနီးမျိုးစုံနဲ့ဘလို့တွေလှုပ်ပြီးတော့လှုပ်လာတယ်ဆိုတော့ကျွန်တော်မှဒီကောင်မလေးရှင်းပြထားတယ်တနင်္ဂနွေကျော်တက်သေးရှိတယ်နော်အဲ့တော့ဘာမှမဖြစ်ဘူးသူ့ကိုကျွန်တော်အားလုံး support လုပ်ရမှာခင်ဗျားတို့အောင်တောင်းပန်ပါတယ်နော်ဒီချိန်မှာ Patricia blame လုပ်စရာလည်းမလို we have to support her we have to love her we have to tell her that we whole country is with her အပြောဟိုကောင်ရှိတယ်ဟိုကောင်ဖြတ်ခိုင်းနေနေဟုတ်တော့ ပြီးတော့ဟိုကောင်ရှိနေ ဟုတ်ပြီနော် we have to help her that's it မလေးရှားရောက်မြန်မာထိုင်းရောက်မြန်မာအင်္ဂလန်ရောက်မြန်မာတော်လိုင်းလောက်တဲ့မြန်မာမမိုးပူတူလိုင်းသားကိုကြီးဖြူဖြူထွေးevery one of us have to help her ဟုတ်ပြီနော်ရှင်းလေးဒီကောင်မလေးထင်တယ်လို့သူ့အမေထင်တယ်လို့ကျွန်တော်တို့နိုင်ငံကြီးကသူ့အထင်သေးဝါလို့အဆက်ကွဲဝါလို့မျိုးမဟုတ်ဘဲနဲ့ဒီကောင်မလေးဘက်ကကျွန်တော်ရက်တီပြီးတော့ဒီကောင်မလေးလိုမျိုးခံနေရတဲ့ main ကလေးတွေ mix တဲ့ victims တွေအကုန်လုံးထွက်လာပြီး me too ဆိုပြီးထွက်လာပြီးတော့ဖြစ်အောင်ဒီကောင်မလေးဘက်ကကျွန်တော်ရက်တီရမယ် there's nothing wrong with it no အေးကိုနှိပ်ဆက်ညှင်းပန်းတယ်ကိုရုပ်မာတဲ့ no ဆိုတော့ no မှမသိပဲနဲ့အနိုင်ချင်းရုပ်မာတဲ့ကလားနဲ့ပတ်သက်တာညီမလေးမှားတာမဟုတ်ဘူးအဲ့အနိုင်ချင်းရုပ်မာတဲ့ခွေးလူမဆန်တဲ့ခွေးတောင်သားကလားမှားတာတော့ခမရတို့ကလည်းသူ့ကိုကလားနဲ့ဆိုတာမဟုတ်ဘူး no အဲ့လိုပဲဒီမှာလဲဒီကောင်ကိုလုပ်မယ်ဆိုပြီးတော့အတိတ်ပဲမရှိတဲ့ဘာသာရှောက်လို့မပြောပါနဲ့နော်အစ္စလာမ်ဘာသာဝင်တွေကိုခဏနေကျွန်တော်ပြောပြပါပြီနော်ဒီကိစ္စကိုရှုံချတယ်ယွန်းတယ်ဒီကောင်ပြင်းပြင်းထန်ထန်အပြစ်ပေးတင်ကြောင်းအစ္စလာမ်ဘာသာဝင်တွေကိုယ်တိုင်ကိုထွက်ပြောပါလိမ့်မယ်နော်ဘာသာရေးနဲ့လည်းမဆိုင်ပါဘူးလူမျိုးရေးနဲ့လည်းမဆိုင်ပါဘူးယောက်ျားလေးတစ်ယောက်ကမိန်းကလေးတစ်ယောက်ကိုတစ်ဖက်နိုင်ငံကိုခေါ်ပြီးတော့သူအားကိုးမရှိတဲ့အချိန်မှာမရင်ညှင်းပန်းနှိပ်စက်နေတဲ့ as simple as that is physical abuse rape emotional abuse all kinds of abuse နောက်တစ်ခုလုပ်ပေးဖို့လိုတာ Matt Sophia Everest ကိုတွားပြီးတော့မင်းဒီဘလို့ကောင်းလဲမင်းဒီသူ့ကိုဘလို့တွေလုပ်ခဲ့လဲမင်းဒီသူ့ကိုဘလို့တွေနှိပ်စက်ခဲ့လဲဆိုတော့ပြောပြဖို့ပြောပေးပါ Matt Sophia Everest လည်းသူ့ဒဏ်တွေအများကြီးခံခဲ့ရတယ်လို့ကျွန်တော်ကြားသိရတယ်အဲ့အတွက် Matt Sophia Everest ကိုတွားပြီးတော့ Save Patricia အမကြီးလို့ဝိုင်းပြီးပြောပေးကြပါဘာ
ဘာလို့သူ့ပဲတည်ရမင်းဗမာနေလဲဗမာစားလဲဗမာတောက်လဲအခုလက်ရှိဘလို့တွေဘာတွေလုပ်နေလဲမင်းဖုန်းနံပါတ်သူ့ပဲတည်အဲ့တော့ Map Patricia ဝိုင်းပြီးပြောပေးကြပါ That's all I wanted to say ချမယ်ဆိုတာတကယ်ဖြစ်နေရလေကွာမင်းပိုင်တဲ့လူပန်းညာနဲ့စပ်ပေးမှရမှာလေ This is already happening ဒီကောင်တကယ်လုပ်ခဲ့တာငါမှအကုန်ရှိတယ်ညီလေးအားမအကုန်ရှိတယ်ခဏကျုံးစမ်းဖုန်းဆောင်မှာရှားထပ်ပိုင်သေးလားရှားထပ်ပိုင်သိလားတော့မသိဘူးဟာညာဟက်ကာ You don't know I'll rain fire on you ဟဲ့အောင်ညီလေးရငါတို့ဗမာမိန်းကလေးကိုမလေးရှားဟိုတယ်ထဲမှာထည့်ပြီးဖုန်းသိမ်းပါသိမ်းနေဟိုကောင်ကထိုင်လုံနေတယ်အခုထိလုံနေတော့ဦးနာဟိုကောင်မလေးကလွန်ခဲ့တဲ့10မိနစ်15မိနစ်လောက်ငါ့ကိုဖုန်းဆက်တယ်ဆက်ပြီးတော့မသိရင်သူ့အမေကပေါ့နော်နင်းတိတ်ခါတော့ကြာပါပြီဘာညာပြောနေတယ်ပေါ့နော်အဲ့တော့ငါတို့မြန်မာတွေရဲ့စိတ်ဓာတ်ကိုလည်းနံပါတ်1ပြင်ဖို့တော့ကိုမင်းလည်းနည်းနည်းမင်း celebrity ပဲမင်းလည်းတိုက်တွန်းပေးနော်ဒီကိစ္စမှာငါတို့ Patricia ဘက်ကရှိရမယ် Patricia ကို blame တာဘာညာလုပ်တဲ့ကောင်အကုန်လုံးငါတို့အဲ့ blame တဲ့ကောင်မှာငါတို့ပို့ပို့ပတ်ဆက်ဆဲမယ်ဟုတ်ပြီနော်ငါတို့ Patricia ကိုအားပေးရမှာ तू ကကွာငါ့ကိုပြောတယ် तू ကရှက်နေတာပေါ့ကွာသိလားငါပြောနေသိလားဒီကလားနဲ့ကွာတွဲလာလို့လုံမိလို့တော့မှသူ့လူကအောက်ကကောင်တွေကဆဲနေတာဟုတ်လားအဲ့တော့ဒီကလားရှိမှဒီလိုတွေခံရတယ်ဘာညာသိရင်ဩနဲတော့နဲသေးတယ်ဒီကလားယုံပြီးသွားတာဟိုအဲ့လိုမျိုး comment တွေတက်ပြီးသူ့ကအဲ့လိုမျိုးအထင်သေးမှအောင်ကြောက်နေဒါပေမဲ့ငါသူ့ပြောစေချင်တာငါတို့အားလုံးသူ့ဘက်ကရှိတယ်နော်ဒီကိစ္စတွေအဒီဟာတွေထက်ဓာတွေကိုကြောက်ပြီးတော့ဟာလားကလားနဲ့ရှက်လို့ကလားနဲ့သွားတာကြောက်လို့ဆိုတာရှက်လို့ကလားအနိုင်ကျင့်တာကလားရုပ်မာတာကလားဟိုဟာဖြစ်တာဟာလားခံစရာမလိုငါပြောညီသဘောပေါက်တယ်နော်ညီမင်းနားလေနော်ငါရှာပြောသဘောပေါက်နော်အဲ့ဒါမျိုးငါတို့မြန်မာတွေကိုလည်းမင်းနှုတ်ဆော်ပြီးတော့ငါတို့အားလုံး we stand with Patricia there's nothing wrong with ကလားနဲ့သွားတာလာတဲ့ကလားရုပ်မာတာခံရတာကိုပြန်ပြောမပြောပဲနေစရာအကြောင်းမရှိဘူးအဲ့လိုပဲငါဒီကလားအကြောင်းစုံစမ်းပြီးသွားတယ်ဒီကလားလောက်ထား Patricia တယောက်တည်းမဟုတ်ဘူးဟဲ့ Sophia Everest လည်းပါတယ်နော်အဲ့တော့မဟုတ်လေမင်း social နဲ့ငါ information ကိုမင်းနားထောင်ပြီးသွားပြီမင်းလှုပ်တင်လှုပ်ထိုက်တာအကုန်လုံးမင်းအခုစလှုပ်တော့လေနော်အော်မင်းဟိုအားမလို့ဟဲ့မပူနဲ့ဟဲ့ငါညမသာလာပါစေဒီကောင်ငါ10ရက်အချိန်ပေးထားတယ်ဟဲ့ငါဒီကောင်မလေးဒီနေ့ရောက်တာနဲ့ငါတို့မြန်မာနိုင်ငံလူတွေဟိုဟာဖြစ်တာနဲ့ဒီကလားကိုမလေးရှားကိုဖမ်းပါနားလေလားညီလေးအဲ့လိုလုံးလို့မရဘူးလေငါရှာမိန်းကလေးတယောက်ကိုလုံးလို့မရဘူးလေအခန်းထဲမှာပိတ်ဖုန်းသိမ်းပြီးတကားလောက်ခတ်လို့တော့မရဘူးလေအဲ့ဒါလေးလောက်တာနဲ့ကို physical abuse ဖြစ်နေပြီသိလားငါ software ဖုန်းကိုလုပြီးအခန်းမှာတောက်ခတ်ပြီးဟဲ့နေဒီမှာထိုင်နေမတော်ဘူးလို့လောက်တာနဲ့တင်အဲ့ဒါ physical abuse ဖြစ်နေပြီနှစ်ဝင်ရတယ်သိလားကလာအဖင်ရားနေတယ်စာလည်းမတက်ဥပဒေလည်းနားမလဲတက်ချင်အောင်ဆောင်ပြီးတော့ငါအခုဒီကလာပြောတာအခုဒီကောင်မလေးကိုရန်ကုန်လှုပ်ပေးလိုက်ငါတို့နောက်ထပ်10ရက်တိတိဒီကောင်ကိုမတိုင်ဘူးဘာမှမလုပ်ဘူးဟုတ်ပြီနော်ဒီကောင်ဒီ10ရက်နဲ့မှသူ့ပတ်စံသူအကောင်နဲ့ထုတ်ပြီးပြေးကျင်နိုင်ငံပြေးတော့ဒါပဲဒီကောင်ငါပြောနိုင်တဲ့ဟို ultimate တန်းဒါပဲအခွင့်အရေးရလဲဒါပဲအေးဒီနေ့ဒီကောင်မလေးကိုမလှုပ်ဘူးဆိုရင်တော့အခုကိုခန့်စီသူတို့နော်အားလုံးကိုခန့်စီသူလဲ why me mention များလုပ်ပေးနော်ကိုခန့်စီသူကလည်း one of the ပြောရေးဆိုရေးမြန်မာနိုင်ငံ leaders နဲ့မှာပါတယ်အဲ့တော့ကိုခန့်စီသူတို့ငါတို့ရုပ်ရှင်အစည်းအရုံးအကုန်လုံးအမျိုးသမီးရေးရာတို့နောက်2နာရီ3နာရီတော့ပြောတင်ပြောထိုက်လူအကုန်လုံးငါပြောခိုင်းပြီးပြီကွာအဲ့တော့အကုန်လုံးငါတို့ပြောနေတယ်နော်လူရတယ် shut up and listen because မြန်မာပြည်ကလူတွေကပဲမလေးရှားနိုင်ငံမှာရှိတဲ့မြန်မာတန်ရုံကိုတွားပြီးတော့မလေးရှားနိုင်ငံမြန်မာတန်အမတ်ကပဲမလေးရှားနိုင်ငံမြန်မာတန်အမတ် Malaysian police will come and get him မင်းရဲ့ passport လဲကျွန်တော်တို့ရှိမှရပြီမင်းရဲ့ဟွာလဲရရင်မင်းလည်းငါဥပို့ပေးမယ်မင်းရဲ့ passport နဲ့ဒီကောင်ကလားရဲ့ passport အကုန်ပို့ပေးမယ် okay နင်နားမလဲမပြောနဲ့ငါဥပဒေနားလဲ okay အဲ့တော့ကျွန်တော်တို့ရှိရအမျိုးသမီးရေအားနေပြီးတော့မလေးရှားမှာရှိတဲ့မြန်မာနိုင်ငံ embassy ကမြန်မာနိုင်ငံ ambassador ကိုတွားပြီးတော့မြန်မာမင်းသမီးအမျိုးသမီးတယောက်ကိုဒီလိုခံနေရတယ်အဲ့ဒီအတွက်ကျေးဇူးပြု Malaysian foreign minister ကိုပြောပြီးအရေးယူပေးပါလို့ request လုပ်ပေးပါလို့ကျွန်တော်တို့ကပြောရမယ်အဲ့ဒါဆိုရင် Malaysian foreign minister will take actions against the men that around out the panel simple as that is motherfucker I'm coming for you okay မင်းတို့ရှင်းမြလို့အကောင်လုံး I'm smarter than you and I have evidence 1 hour long evidence ငါမင်းပြောတာရှင်းလေးအဲ့ဒါတွေငါမလုပ်ခင်ဒီကောင်မလေးဒီနေ့လာပါဒီနေ့ရန်ကုန်ရောက်ရင်မင်းက10ရက်အချိန်ပေးမယ်ငါယောက်ျား live မှာပြောနေတာ10ရက်အချိန်ပေးမယ်ငါနဲ့ဒီကောင်မလေးပြောတာရင်မတင်ဘူးအေးဒီနေ့မလာဘူးဆိုရင်ငါတင်ပါရှင်းလေးပဲနော်အဲ့တော့ that's it အဲ့တော့မင်းလည်းလှုပ်တင်လှုပ်ထိုက်တာလှုပ်တော့မင်းကဥပို့ပေးမယ်ဒီကောင် passport နော် okay ဟမ်လှုပ်လို့ရလားအဲ့လို
မင်းကဘာလာပြောနေငါပြောတဲ့အတိုင်းပဲသွားအောင်နံပါတ်1အမျိုးသမီးကြီးကသွားရမယ်ဒီကောင်မလေးရဲ့ passport ပြရမယ်မလေးရှားမှာမြန်မာအမျိုးသမီးတစ်ယောက်က ismin ခေါ်ဒီကောင် passport ပြဒီကောင်အနိုင်ကျင့်တာခံနေရတဲ့အတွက်အဲ့ကြရင်မြန်မာအမျိုးသမီးကြီးကနေပြီးတယောက်ဒီလူကြီးတယောက်အကူညီနဲ့မလေးရှားနိုင်ငံမှာရှိတဲ့မြန်မာ embassy ကိုဖုန်းလမ်းဆက်မယ်မြန်မာ ambassador ကလည်း foreign minister ကိုချိန်တာလွယ်လေး foreign minister ကနေမှတဆင်မလေးရှားပြည်ထောင်ဝင်ကြီးကနေမှတဆင်မင်းကိုဒီနေ့ညနေကိုကောက်လိုက်မယ်ဟဲ့အောင်မင်းကပြောပြီးမသေးလိမ့်မယ်နော် let her go ပြင်ပြေးပတ်စံအမြန်ထုတ်မင်းဘန်ထဲမှာရှိပတ်စံအမြန်ထုတ်ပြင်ပြေးတော့မမပြောရှင်းနေငါဒီကောင်မလေးဒီနေ့အခုတောင်ကွာမင်းလှုပ်လို့ရအခုတောင် Patricia ကိုမင်း ticket ဝယ်ပေးပြီးတော့ငါ့ကို flight ticket ပို့လို့ရအဲ့ဒါလေးတွေ့ရင်တော့ငါမင်းကိုဒီ pressure အကုန်လုံးခဏငါ10ရက်ထိန်းပေးမယ်ဟုတ်ကောင်ဘေးမှာရှိတယ်ဟာဘာ location မှာဘာမှဒီကောင်မလေးက share လို့မရဘူး everything is in ဟုတ်ကောင် control မှာရှိတာနော်ရှေ့ထင်ကျွန်တော်ပြောတဲ့အတိုင်းပဲမူကသွားရမှာမြန်မာနိုင်ငံကနေပြီးတော့ we have to help